19နှစ်ကောင်မလေးကပေါ့နော်19နှစ်သူ့ရဲ့ရည်စားကိုပေါ့နော်မြန်မာပြည်နယ်စပ်မှာရောင်းစားခဲ့တဲ့အကြောင်းအရာပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါဒီကနေ့ကျွန်တော်ပြန်လည်ပြောဝမျှပေးခြင်းတဲ့အကြောင်းအရာလေးကတော့ပေါ့နော်19နှစ်ကောင်မလေးကပေါ့နော်19နှစ်သူ့ရဲ့ရည်စားကိုပေါ့နော်မြန်မာပြည်နယ်စပ်မှာရောင်းစားခဲ့တဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဒါကတော့တရုတ်လူမျိုးတွေဖြစ်တယ်ပေါ့နော်သူတို့နေရာကတော့ဒီ19နှစ်ကောင်မလေးကဒီ19နှစ်သူ့ရဲ့ရည်စားကောင်လေးကိုဘယ်လိုမျိုးရောင်းစားခဲ့လဲဆိုရင်တော့ပူဇိုးသူ့ရဲ့ကောင်လေးကိုသူကဂျင်းထည့်တာပေါ့နော်ငိုင်းမိဘတွေကမြန်မာနိုင်ငံမှာပေါ့နော်စီးပွားရေးတွေလုပ်တယ်ပြတော့ထိုင်းနိုင်ငံမှာလည်းပေါ့နော်ပါတယ်ဆရာတွေအများကြီးဝင်လာတာပေါ့နော်သူ့ရဲ့ကောင်လေးကိုဂျင်းထည့်ပြီးတော့မှနောက်တော့သူ့ရဲ့ကောင်လေးကိုထိုင်းနိုင်ငံဘန်ကောက်မြို့ပေါ့နော်လိတ်ခေါ်တော့ပေါ့နော်လာငါတို့ဘန်ကောက်မြို့ပါပေါ့နော်ငါတို့သွားလဲကြမယ်ဆိုပြီးတော့မှသူ့ရဲ့ကောင်လေးကိုဘန်ကောက်မှာလိတ်ခေါ်ရတယ်ပေါ့နော်သူ့ရဲ့ကောင်လေးအဲ့ဒီ19နှစ်ကောင်လေးကပေါ့နော်သူ့တငယ်ကြီးတွေစီကိုသူဖုန်းဆက်တယ်မတူလာငါချစ်သူကောင်လေးကောင်မလေးပေါ့နော်တတိသမီးကိုငါရတာပါရရတယ်ပါတယ်ဆိုပြီးတော့မှသူကြွားတော့ပေါ့နော်ကြွားပြီးတော့မှကောင်မလေးကတောင်းငါတို့မှာညပြည်နယ်စက်မှာပေါ့နော်လူတယောက်တော့ခေါ်ကြရှိရဆိုပြီးတော့မှသူတို့တွားပြီးတော့မှအဲ့ဒီမှာဂျာဖြန့်နေစီမှာပေါ့နော်သူ့ကိုရောင်းစားလိုက်တယ်ပေါ့နော်တိန်း600လောက်ပေါ့နော်သူ့ကိုအဲ့ဒီကောင်လေးကိုပေါ့နော်19နှစ်ကောင်လေးကို19နှစ်ကောင်မလေးကရောင်းစားလိုက်တယ်ဖြစ်တယ်။မှရောင်းစားပြီးတော့သူအဲ့ဒီဂျာဖြန့်မှာပေါ့နော်သူ့မှာဂျာဖြန့်နေတဲ့ထုံးစံအတိုင်းပေါ့နော်အဲ့မှာအဲ့ဒီကောင်လေးကိုဗာလေရိုက်နှက်လဲနှိပ်စက်တယ်ပေါ့နော်သူနှိပ်စက်ခံရတာကြာတော့ပေါ့နော်ပြီးတော့သူအချိုတက်ပြီးတော့ပေါ့နော်သူတို့ခံတာလေးလည်းလုပ်ပြီးတယ်သူတို့စကားကိုနားထောင်တယ်အဲ့ဒီလိုမျိုးလုပ်ပြီးနေပေါ့နော်အဲ့ဒါတပည့်ပြန်သူတို့တွေအယောတုံးဝင်စီးလာတယ်ပေါ့နော်အယောတုံးဝင်စီးလာတဲ့အခါမှာအဲ့ဒီကောင်လေးကငါ့ကိုဖုတ်ပြီးပေါ့နော်ငါဂိမ်းဆော့ချင်တော့ပါဆိုပြီးတော့မှသူ့ကိုဖုတ်ပြီးလိုက်တယ်ပေါ့နော်သူ့ဖုတ်ပြီးတော့မှအဲ့ဒီဖုန်းအဲ့ဒီမှာပေါ့နော်သူဘာလုပ်လဲဆိုတော့သူ့ရဲ့မိဘလေးစီသူဖုတ်ဆက်တော့ပေါ့နော်သူ့ကိုလာယူပါဆိုပြီးတော့မှသူ့မိဘလေးစီကိုသူစာပို့တော့ပေါ့နော်ပြီးတော့သူ့မိဘလည်းသူ့ကို3000နဲ့ပေါ့နော်လာယူတယ်ပေါ့ပြီးတော့အဲ့ဒီကောင်မလေးကိုလည်းပေါ့နော်အခုမှတော့သူတို့တွေတရားစွဲတယ်ပေါ့နော်အဖြစ်ပြက်လေးကတော့ဒီလောက်ပါပဲပေါ့နော်ကျွန်တော်တို့တကယ်ကိုလည်းတင်ခန်းစားယူစရာပေါ့နော်ဒီလိုဂျင်းထဲပြီးတော့မှလုပ်လဲဆိုတော့အမျိုးသားတွေကလည်းပေါ့နော်ငါတို့ယောက်ျားလေးပဲပေါ့နော်ဘာမှညှိနှံစရာမရှိဘူးဆိုပြီးတော့မှမလုပ်ပဲလေပေါ့နော်ဒါတော့တကယ်ကိုကြောက်ဖို့ကောင်းတဲ့ຢာတကူတရင်တစ်ခုဖြစ်ပဲပေါ့နော်ဒါကတော့တရုတ်လူမျိုးတွေဖြစ်တယ်လို့ကျွန်တော်သိရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ချစ်တဲ့မြန်မာပြည်ရဲ့အများဆုံးညှိချမ်းပါစေခင်ဗျာ